Guys အားလုံးပဲမင်္ဂလာပါရှင်တက်ရဲ့ daily ကျန်သွားတဲ့ vlog လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရရှင်တက်နောက်ဆုံးမှာဆိုလို့ရှိရင်တော့တော်တော်များများပေါ့နော်10ယောက်မှာ9ယောက်ခွဲလောက်ကြိုက်ကြတဲ့တချင်းလေးတို့ကိုလည်းထည့်ထားတာမို့လို့စကြည့်ပြီးတော့ပါရှင်ဒါတော့တက်ချင်းရောက်ချင်းပေါ့နော်ရေးဖြည့်ပြီးတော့ပြေးပါတယ်ဆိုလို့ရှိရင်တော့တက်ပြိုင်တဲ့ချင်းကြီးရလာပြီပေါ့နော်အားလုံးပဲ